လူငယ်လေးရှောင်းဖုံးဟာကျောက်စိမ်းကျွမ်းကျင်ပညာရှင်ဆရာကြီးစုရဲ့ဆိုင်ကိုရောက်လာပြီးသူရလာတဲ့ကျောက်စိမ်းတုံးလေးတစ်ခုကိုအကဲဖြတ်ခိုင်းပါတယ်ထူးခြားတာကအဲ့ဒီဆိုင်မှာလုပ်ငန်းရှင်မျိုးသမီးကျန်းလည်းရှိနေပါတယ်ကျန်းကရှောင်းဖုံးဟာသူမရဲ့မိခင်မွေးနှစ်ကိုပြန်ရှာပေးခဲ့တဲ့ကျေးဇူးရှင်ဖြစ်ကြောင်းဆရာကြီးကိုမိတ်ဆက်ပေးပါတယ်ဆရာကြီးစုကကျောက်စိမ်းကိုတေချာကြည့်လိုက်တဲ့အခါဒါဟာရန်ကွေဖေးလက်ထက်ကနန်းတွင်တုံးဖိနှိပ်ငက်ပုံစံကျောက်စိမ်းစစ်အမှန်ဖြစ်နေတာကိုတွေ့သွားပါတယ်ဒီကျောက်စိမ်းရဲ့တန်ဖိုးကိုတည်သွားတဲ့ကျန်းကရှောင်းဖုံးကိုရွန်30တန်းနဲ့ဝယ်ယူဖို့ချက်ချင်းကမ်းလှမ်းလိုက်ပါတယ်ရှောင်းဖုံးကဈေးနှုန်းကြောင့်အံ့သာသွားပြီးဒီကျောက်စိမ်းကတစုံမဟုတ်ပဲတစ်ခုတည်းသာရှိတာလို့ရိုးရိုးသားသားပြောပြပါတယ်ဒါပေမဲ့ဆရာကြီးကကျန်းရဲ့အိမ်မှာကျန်းတဲ့တဝက်ရှိနေလို့တစုံဖြစ်သွားအောင်အခုလိုဈေးကြီးပေးဝယ်တာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ခဏချင်းမှာပဲရှောင်းဖုံးရဲ့ဖုံးထဲကိုငွေတွေရောက်လာပြီးသူဟာချက်ချင်းဆိုသလိုသူထေးကြီးဖြစ်သွားပါတယ်ကျန်းကရှောင်းဖုံးရဲ့အရေးချင်းကိုသဘောကျပြီးသူမရဲ့ကုမ္ပဏီမှာတစ်နှစ်လစာရွန်တန်းနဲ့အလုပ်လုပ်ဖို့ဖိတ်ခေါ်ပါတယ်ဆရာကြီးစုကလည်းရှောင်းဖုံးကိုသူ့တပည့်အဖြစ်ထားကျင်နေပါတယ်ရှောင်းဖုံးကတော့သူ့ရဲ့ထူးခြားတဲ့မျက်စိစွမ်းကိုစမ်းသပ်ဖို့အတွက်ကျောက်စိမ်းစိမ်းတုံးတွေရောင်းချတဲ့ကျိုးပူလန်းအကြောင်းကိုစိတ်ဝင်စားမေးမြန်းခဲ့ပါတယ်ရှောင်းဖုံးကျိုးပူလန်းကိုရောက်သွားတဲ့အခါကျန်းတယောက်ပြန်ဘက်ဖြစ်သူဂျိုးနဲ့ကျောက်စိမ်းတုံးလောင်းကြီးထက်ရမှာရှုံးနေနေတာကိုတွေ့လိုက်ရပါတယ်ကျန်းဟာရွန်9တန်းကျော်ရှုံးထားပြီးဂျိုးဘက်မှာတော့နမေကြီးကျောက်စိမ်းပညာရှင်တယောက်ရှိနေပါတယ်ဂျိုးကကျန်းကိုအဆက်ခွဲဖို့အတွက်နောက်ဆုံးလောင်းကြီးအဖြစ်နင်းသားထက်ရှုံးရင်ငါ့ကိုလက်ထက်ရမယ်လို့စင်ခေါ်လိုက်ပါတယ်